ဒီ page က page quality အနီရောင်ဖြစ်ပြီးမှ page not recommendation ဖြစ်ပြီးမှ page rich engagement နဲ့အရန်ကိုကြားပြီးမှကျွန်တော်ရှိမှာ service အထား page တစ်ခုဖြစ်ပါတယ်ကျွန်တော်ဘက်ကဒီ page ကိုတေချာလေးစစ်ဆေးပြီးတဲ့ချိန်မှာ copyright strike တော့မလာဘဲနဲ့ဒီ page owner တင်ထား content တွေက third party ရဲ့ content လေးတွေကို download ဆွဲပြီးတင်ထားတယ်တေချာ edit မလုပ်ဘဲတင်ထားတဲ့အတွက်ကြောင့်မို့ page quality ရိုးရိုးအနီရောင်ဖြစ်ပြီးမှ page not recommendation rich engagement ကြားတဲ့ဥစားကျွန်တော်ဘက်ကအများဆုံး face လုပ်ပြီးမှ Facebook တင်မှု request view တင်ပေးလိုက်တယ်ပြီးလို့ရှိရင် copy post copy content တွေလည်းအားလုံးဖြတ်ပြီးမှဒီ original content တွေပဲတင်ခိုင်းတဲ့အချိန်မှာအချိန်တို့အတွင်းမှာပဲ page not recommendation ပျောက်သွားခဲ့မှာ page quality အနီရောင်ကျန်နေခဲ့တယ် page quality အနီရောင်ကျန်တဲ့ဥစားကိုလည်း Facebook တင်မှုနောက်တစ်ချိန် request view affiliate တင်ပေးလိုက်တဲ့အချိန်မှာရက်ပိုင်းအတွင်းမှာပဲ page quality အနီရောင်ပျောက်သွားခဲ့မှာ page ကလုံးဝဆင်းသွားခဲ့တယ်ဒီဥစားနဲ့ပတ်သက်ပြီး live group video အရှိလဲကျွန်တော်တင်ထားပေးပါတယ်ဒါကျတော့ short video အနေနဲ့ live group ကျွန်တော်တင်ပေးတာဖြစ်ပါတယ်ယုံကြည်ပြီး service တဲ့အတွက်အထူးကိုကျေးဇူးတင်ပါတယ်အကယ်လို့လူချင်းမီတို့ page မှာလည်း page quality အနီရောင်အဝါရောင် profile အနီရောင်အဝါရောင် page not recommendation ဖြစ်နေဆိုရင်ကျွန်တော်ရှိမှာ service app ဖွင့်နိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်